ဒီနေရာမှာကလေးတွေဘာကြောင့်တယောက်ပြီးတယောက်ပျောက်သွားခဲ့တာလဲဖခင်ဖြစ်သူသည်တမီးဖြစ်သူ၏အသေးအတန်အော်ဟစ်ငိုယိုတန်များကိုလစ်လူရှုကာသူမအားရေကန်တစ်ခုအတွင်းသို့အတင်းအဓမ္မထည့်သွင်းခဲ့သည်သူမထွက်မပြေးနိုင်စေရန်အဖုံးကိုပိတ်ပြီးအပေါ်မှလေးလံသောကြောက်တုံးကြီးတစ်ခုဖြင့်ဖိထားခဲ့သည်ထို့နောက်သူသည်တောအုပ်တွင်း၌နှက်ကနာပေးနေသည့်အလားလှည့်ပတ်ခုန်ပေါက်နေခဲ့သည်ပုံတံများပုံမများဆန်လာသည်နှင့်အမျှရေကန်ထဲရှိမိန်းကလေး၏ငိုတံမှာပို၍ကျဲလောင်လာခဲ့သည်ရုတ်တရက်ထိုမျိုးသားသည်မိမိကိုယ်ကိုလုံးဝမထိန်ချုပ်နိုင်တော့ဘဲကြောက်မက်ဖွယ်ကောင်းသောအော်ဟစ်တန်တစ်ခုကိုထုတ်လုပ်ကာမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်ထိုအချိန်မှစ၍ရေကန်ထဲမှမိန်းကလေး၏အတန်ကိုနောက်ထပ်မကြားရတော့ပေထိုညမှစပြီးအနီးအနားရှိရွာမှကလေးငယ်များသည်တယောက်ပြီးတယောက်ပျောက်ဆုံးသွားလာခဲ့ကြသည်နှစ်ပေါင်း40ခန့်ကြာပြီးနောက်ညတညတွင်အမျိုးသားတဦးသည်မိမိ၏အပျော်မယားနှင့်အတူရှိနိုင်ရန်အတွက်ဇနီးတွေကိုတပ်ဖြတ်ခဲ့သည်ထို့နောက်ဇနီး၏အလောင်းကိုနေရန်အတွင်းဝတ်ထားရန်စီစဉ်ခဲ့သည်နေရန်ကိုဖျက်ဆီးနေစဉ်တွင်နှစ်ပေါင်း40ကြာပိတ်လောင်ထားသည့်အရာတစ်ခုကိုမတော်တဆထိခိုက်မိခဲ့သည်သူသည်ခေါင်းလောင်းလေးတစ်ခုချိတ်ဆွဲထားသည့်အင်းစာရွက်ကိုဆွဲဖယ်ကာဇနီး၏အလောင်းကိုအတွင်းသို့ပစ်ထည့်ပြီးနေရန်ကိုအမြန်ပြန်ပိတ်ခဲ့သည်သို့သောသူနှင့်အပျော်မယားတို့ထွက်ခွာရန်ပြင်ဆင်နေချိန်တွင်ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့သည်တေဆုံသွားသောဇနီးတဲ့၏အတန်ကသူ၏အမည်ကိုခေါ်လိုက်သည်အားတင်သွားသောထိုမျိုးသားသည်နေရန်ဘက်သို့ပြန်လျှောက်သွားကအုတ်ခဲတစ်ချက်ကိုဂယုတစိုက်ခွာထုတ်ပြီးအတွင်းကိုကြည့်လိုက်သည်ထိုခဏအတွင်းမှာပင်အတွင်းမှထွက်လာသောအတန်တစ်ခုမှာသူ၏အပျော်မယား၏အတန်နှင့်တိတိကျကျကိုက်ညီနေခဲ့သည်သူတို့နှစ်ဦးစလုံးကြောက်လန့်ကာကိုခန္ဓာတောင့်ခဲသွားကြသည်ထို့နောက်နေရန်နောက်ွယ်မှာတူတူပြောတန်များအများပြားထွက်ပေါ်လာခဲ့ပြီးနောက်ဆုံးတွင်သူတို့နှစ်ဦးစလုံးမလွတ်မြောက်နိုင်ခဲ့ကြပေနောက်တစ်နေ့တွင်မောင်နှမနှစ်ဦးသည်ပျောက်ဆုံးသွားသောသူတို့၏ခွေးကိုရှာဖွေရင်းထိုနေရာသို့မတော်တဆရောက်ရှိလာခဲ့ကြသည်နေရန်အနီးတွင်ရက်နေရင်းအပေါက်တစ်ခုကိုဆက်စုကြည့်ရှုလိုက်ကြသည်ရုတ်တရက်အတွင်းမှသူတို့၏ခွေးဟောင်တန်ကိုကြားလိုက်ရသည်အမဖြစ်သူသည်အသက်ကိုပြင်းပြင်းရှူကာငုံကြည့်လိုက်ချိန်တွင်မတုံ့ပြန်နိုင်ခင်မင်းနဲ့နေသောလက်တစ်ဖက်ကထွက်ပေါ်လာပြီးသူမကိုနေရန်အတွင်းသို့ဆွဲသွင်းသွားခဲ့သည်မောင်ဖြစ်သူသည်အော်ဟစ်တန်ကိုကြားကာစိုးရိမ်တကြီးရှိသို့တိုးလာချိန်တွင်ရုတ်တရက်ကြောက်လန့်ကာမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်အဲ့ဒီအချိန်မှာပဲထိုအပေါက်ထဲမှပြန်လဲတွားထွက်လာသူမှာအမဖြစ်သူပင်ဖြစ်နေခဲ့သည်သူမသည်ကြောက်မက်ဖွယ်ရာတစ်ခုခုကိုမြင်တွေ့ခဲ့သည့်ပုံစံဖြင့်မောင်ဖြစ်သူ၏လက်ကိုအမြန်ဆွဲကာနေရာမှထွက်ပြေးလွတ်မြောက်ခဲ့ကြသည်